နေ့စဉ်မှာလူတွေအသက်ရှင်မှုအတွက်စားစားကြရတယ်သို့တော့လူတိုင်းဟာအသက်ရှင်ဖို့စားတယ်ဆိုတာကိုမေ့မိသွားကြတယ်သက်ရှင်ဖို့ကျန်းမာဖို့စားတယ်ဆိုတဲ့အတွေးကိုမေ့မထားလေးနဲ့မေ့သွားရင်ဘာဖြစ်လို့ကြိုက်လို့စားတယ်ဆိုတာဖြစ်သွားတယ်အဲ့တော့တကယ်စားတာကကြိုက်လို့စားတာမဟုတ်ဘူးအသက်ရှင်မှုအတွက်စားတာဆေးပါလို့တောက်တာတော့ယောဂရှိလို့တောက်တာထို့တူပဲထမင်းစားတဲ့အခါလဲဆေးတောက်တယ်လို့သဘောထားခန္ဓာကိုယ်ကြီးကအစာမစားပဲနေလို့ရှိရင်ဗိုက်ဆာလိမ့်မယ်ရေမတောက်ပဲနေလို့ရှိရင်ငတ်မွတ်လိမ့်မယ်အဲ့ဒီနှစ်ခုဒါယောဂပဲလေဇိကိစ္စပရမရောဂသာရဟယောဂပဲရှင်ငတ်တာလည်းယောဂပဲအဲ့ဒီယောဂကိုဖြည့်ဆည်းပေးလိုက်တာပေါ့ဖြည့်ဆည်းပေးလိုက်တာဆိုယောဂပြောင်းရင်တော်လေဘိုက်ပူအောင်မစားနဲ့လေကိုယ်နဲ့တဲ့တာမတဲ့တာတွေကိုခရုစိုက်ဘူးကြိုက်ရင်စားမယ်မကြိုက်ရင်မစားဘူးဆိုတဲ့ဟာမျိုးမဖြစ်စေအောင်လူတွေဟာနေ့စဉ်အသက်ရှင်သန်နေဖို့စားသုံးနေကြတာဖြစ်သောကြောင့်အစားအစာကြောင့်ယောဂဖြစ်တာတွေများတယ်အစားအစာကြောင့်သေကြတာများတယ်အဲ့တော့အစားကြောင့်ယောဂဖြစ်တာတွေဟာဒီကနေ့ခေတ်မှာဆိုပို့ဆိုလူ3ယောက်1ယောက်လောက်ကင်ဆာယောဂဖြစ်